တဆူရဟာငယ်စဉ်ကတည်းကမောအတက်မပြေဆုံးသူအဖြစ်သတ်မှတ်ခံရပြီးမိခင်ဖြစ်သူရဲ့နှိပ်စက်မှုကိုခံခဲ့ရတဲ့ကလေးတစ်ယောက်ပါသူမိခင်ဟာသူမမွေးခင်ကတည်းကသူ့ကိုဖျက်ဆီးဖို့ကြိုးစားခဲ့တယ်လို့သူ၄နှစ်ပြည့်မွေးနေ့မှာတော့တရားမဝင်တားမြစ်ထားတဲ့ခွေးစိတ်မှုတစ်ခုကိုအတင်းအကျပ်လှုပ်စေခဲ့ပါတယ်အဲ့ဒီခွေးစိတ်မှုကြောင့်တဆူရရဲ့စိတ်ခံစားချက်တွေနဲ့အလူဆန္ဒအားလုံးပျောက်ဆုံးသွားခဲ့ရပြီးမိသားစုထဲမှာလည်းလူသားတစ်ယောက်လိုမဟုတ်ပဲညီမဖြစ်သူရဲ့တတ်တော်ဆောင်ကျွန်တစ်ယောက်လိုပဲအနှိမ်ခံဘဝနဲ့နေခဲ့ရပါတယ်။တိုးတော်လေတဆူရဟာလူသားတွေတီးသမျှတွေမှာအင်အားအကြီးဆုံးဖြတ်စည်းခြင်းမော်နဲ့တေသူကိုပြန်ရှင်စေနိုင်တဲ့စွမ်းအားကိုလျှို့ဝှက်ပိုင်ဆိုင်ထားပါတယ်။မိသားစုဝင်တွေကသူ့ကိုအောက်တန်းစားတစ်ယောက်လိုဆက်ဆံကြပြီးညီမဖြစ်သူမီယူကီကပင်လေအစာပိုင်းမှာသူ့ကိုယုံရှာခဲ့ပါတယ်။ကျွန်းတစ်ခုပေါ်ကဘီလာကိုအလဲသွားကြတဲ့အချိန်မှာစစ်သားအချို့နဲ့ပြဿနာတက်ရာကနေတဆူရရဲ့စွမ်းအားကိုမီယူကီစတင်မြင်တွေ့ခဲ့ရပါတယ်။တဆူရကသူ့မကိုကာကွယ်ပြီးခဲ့တဲ့အတွက်မီယူကီရဲ့စိတ်ထဲမှာအကိုဖြစ်ဘူးအပေါ်ထားရှိတဲ့အမြင်တွေပြောင်းလဲလာခဲ့ပါတယ်။မိသားစုပွဲတစ်ခုမှာတဆူရကိုအားလုံးကလူပိုတစ်ယောက်လိုလှစ်လျူရှုထားကြပြီးမယ်။တဆူရကတခြားဆွေမျိုးတွေကိုပြုံးပြတာမြင်လိုက်ရတဲ့အခါမီယူကီဟာပထမဆုံးအချိန်မနာလိုမှုကိုခံစားခဲ့ရပါတယ်။တကယ်တော့တဆူရဟာမျိုးနွယ်စုရဲ့လက်နက်တစ်ခုလိုပဲသတ်မှတ်ခံထားရတာပါ။အဲ့ဒီနောက်ကျုံးမှရှိနေစဉ်ရန်သူရီငုတ်သိမ်းဖို့ကဒုံးကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်လာပါတယ်။တဆူရဟာမောကရိယာမပါဘဲနဲ့အချင်းစီးဆင်းမှုကိုနှီးကွေးစီပြီးဒုံးကြီးတွေကိုဖျက်ဆီးပြီးခဲ့ပါတယ်။ညဘက်မှာတော့မီယူကီဟာတဆူရနဲ့အတူစစ်စခန်းကိုတွားရောက်ခဲ့ပြီးတဆူရရဲ့လက်သီးထိုးချက်နဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုအိုပနံမြင်တွေ့ရပါတယ်။ရန်သူတွေကကျွန်းကိုအကြီးအကျယ်ကျူးကျော်လာတဲ့အခါမှာတော့အခြေအနေတွေဆိုးရွားသွားပါတယ်။မိခင်ဖြစ်သူကတက်ဆူရရဲ့စွမ်းအားတွေကိုချုပ်တဲထားတဲ့အထင်းအကွက်ကိုဖြုတ်ပေးလိုက်ပါတယ်။တိုက်ပွဲအတွင်းမှာမီယူကီကြည်စံထိမှန်ပြီးတေဆုံလူနီးပါးဖြစ်သွားခဲ့ပေမဲ့တက်ဆူရကသူ့ရဲ့အစွမ်းကုန်စွမ်းအားနဲ့သူမကိုပြန်လဲအသက်သွင်းပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမီယူကီဟာအမှန်တရားကိုသိလိုက်ရပါတယ်။တက်ဆူရဟာခွဲစိတ်မှုကြောင့်စိတ်ခံစားချက်တွေအားလုံးဆုံးရှုံးခဲ့ရပြီမဲ့တခုတည်းကိုတော့ကြံရှိနေအောင်ထိန်းထားနိုင်ခဲ့တာပါ။သူဟာတကဘာလုံးကိုဖျက်ဆီးဖြစ်ရပါစေ။မီယူကီကိုတော့ကာကွယ်ပေးမဲ့သူဖြစ်ပါတယ်။တိုက်ပွဲအပြီးမှာတော့သူတို့ရဲ့ EI အင်ဖော်ဟာနာမီဟာလည်းသူတို့ကိုကာကွယ်ရင်အသက်ပေးသွားခဲ့ပါတယ်။၃နှစ်အကြာမှာတော့တက်ဆူရနဲ့မီယူကီတို့ဟာမော်အထက်တန်းကျောင်းကိုတက်ရောက်ခဲ့ကြပါတယ်။မီယူကီကထူးကျွန်းနဲ့ပန်းပွင့်အဆင့်နဲ့တက်ရပေမယ်တက်ဆူရကတော့စာတွေ့မှသာတော်ပြီးလက်တွေ့မှာညံပြင်းတယ်လို့သတ်မှတ်ခံရတဲ့ပေါင်းပင်အဆင့်နဲ့တက်ခဲ့ရပါတယ်။ကျောင်းမှာမာယူမီအေရီကာလီယိုစားတဲ့တငယ်ချင်းတစ်တွေနဲ့တွေ့ဆုံခဲ့ရတယ်လို့အဆင့်အတန်းခွဲခြားတတ်တဲ့ကျောင်းသားအချို့ရဲ့အနိုင်ကျင့်မှုကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့တက်ဆူရကတော့သူ့ရဲ့ပကတိစွမ်းအားကိုဖုံးကွယ်ထားရင်ညီမဖြစ်သူကိုဆက်လက်ကာကွယ်ပေးနေစေဖြစ်ပါတယ်။ကျောင်းတွင်းမှာပန်းပွင့်အဆင့်ကျောင်းသားအချို့ကတက်ဆူရကိုအနိုင်ကျင့်ဖို့ကြိုးစားခဲ့ပေမဲ့စီကန်ထိန်သိမ်းရေးကော်မတီဥက္ကဋ္ဌမာရီနဲ့ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌမာယုမီတို့ရောက်ရှိလာပြီးလူစုခွဲပေးခဲ့ပါတယ်။တက်ဆူရဟာအခင်းဖြစ်ပွားရာမှာသူ့တငယ်ချင်းတွေကိုကာကွယ်ပေးခဲ့တဲ့အတွက်ကျောင်းသားတစ်မမဟာနိုကာကကြီးစုတင်စကားဆိုခဲ့ပါတယ်။မာယုမီကတက်ဆူရရဲ့ထူးခြားတဲ့စွမ်းရည်ကိုတတိထားမိပြီးသူ့ကိုစီကန်းထိန်သိမ်းရေးကော်မတီမှာခန့်အပ်ဖို့အဆိုပြုခဲ့ပါတယ်။ဒါကိုဒုဥက္ကဋ္ဌဂျာဘူးကပေါင်းပင်ဝီအဆင့်ကျောင်းသားတယောက်ကိုခန့်အပ်တာဟာကျောင်းရဲ့ခုံသိက္ခာကိုထိခိုက်စေတယ်ဆိုပြီးကန့်ကွက်ခဲ့ပါတယ်။ဒါကြောင့်တက်ဆူရနဲ့ဂျာဘူးတို့စမ်းတက်တိုက်ခိုက်ပွဲတစ်ခုပြုလုပ်ခဲ့ရပါတယ်။ဂျာဘူးကသူ့ရဲ့မြန်နှုံးမြင့် CAD ကရိယာကိုသုံးပြီးတက်ဆူရကိုအလဲထိုးဖို့ကြိုးစားပေမဲ့တက်ဆူရကလူတိုင်းမမီနိုင်လောက်တဲ့အမြန်နှုံးနဲ့ဂျာဘူးရဲ့နောက်ကျောကိုရောက်သွားပြီးခဏချင်းမှာပဲအနိုင်ယူလိုက်ပါတယ်။တက်ဆူရဟာမောအတက်တွေမကပဲနင်ဂျူစုနင်ဂျာအတက်နဲ့ဆိုင်ယုံ wave ဆိုင်ယုံလှိုင်းတွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်တာကြောင့်လူတိုင်းအော်သွားခဲ့ရပါတယ်။ကျောင်းတွင်းမှာမော်အတက်မရှိသူတွေအပေါ်ခွဲခြားဆက်ဆံမှုကိုမကျေနပ်တဲ့ကျောင်းသားတွေကစန္ဒပြမှုတွေလုပ်လာပါတယ်။အဲ့ဒီအထဲမှာကန်ဒိုဓာတိုင်းကလပ်ကမီယူလည်းပါဝင်နေပါတယ်။တကယ်တော့သူတို့နောက်ွယ်မှာ Blanche လို့ခေါ်တဲ့
anti magic အစွန်းရောက်အဖွဲ့အစည်းကကြိုးကင်နေတာပါကျောင်းသားတွေအချင်းချင်းညင်းခုန်ဆွေးနွေးပွဲလုပ်နေတော့မှာပဲ anti magic အဖွဲ့ကကျောင်းကိုဝင်ရောက်စီးနင်းပြီးဘုံခွဲတိုက်ခိုက်ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကကျောင်းရဲ့မော်ပညာဆိုင်ရာအချက်လက် data တွေကိုခိုးယူဖို့ပါတက်ဆုရမီယူကီအဲရီကာနဲ့လီယိုတို့ကရန်သူတွေကိုဟန့်တားဖို့စာကြည့်တိုက်ကိုအပြေးသွားခဲ့ကြပါတယ်လီယိုကသူ့ရဲ့တန်ချက်ကမော်နဲ့ရန်သူတွေကိုအလဲထိုးပါတယ်အဲရီကာကတော့သူမရဲ့ထူးခြားတဲ့ဓားတိုင်းနဲ့ရန်သူတွေကိုတယောက်ချင်းရှင်းလင်းပါတယ်တက်ဆုရကတော့သူ့ရဲ့ထူးခြားတဲ့အာယုံခံစားမှုနဲ့ရန်သူတွေဘယ်နေရာမှာရှိလဲဆိုတာကိုသိနေပြီးသူတို့ရဲ့မော်စနစ်တွေကိုဖျက်ဆီးပစ်ပါတယ်မီယူကအဖွဲ့အစည်းရဲ့လှည့်စားမှုကိုခံလိုက်ရမှတိသွားတဲ့အချိန်မှာတော့အေရီကာကမီယူကိုဆုံးမပြီးအနိုင်ယူလိုက်ပါတယ်ရန်သူတွေစုတ်ခွာသွားပေမဲ့တက်ဆူယာကဒီအတိုင်းလွတ်မထားပါဘူးဒီအဖွဲ့အစည်းဟာညီမဖြစ်သူမီယူကီရှိတဲ့ကျောင်းကိုရန်ပြူတဲ့အတွက်သူတို့ရဲ့အခြေစိုက်စခန်းကိုပါတွားရောက်ဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်တက်ဆူယာမီယူကီအေရီကာနဲ့လီယိုတို့ဟာဘလိန်ချ်အဖွဲ့ရဲ့ပုံအောင်ရာစခန်းကိုဝင်ရောက်စီးနင်းခဲ့ပါတယ်တက်ဆူယာဟာလူသားတစ်ယောက်ထက်စက်ရုပ်တရုပ်လိုတည်ငြိမ်ပြီးကြောက်စရာကောင်းတဲ့စွမ်းအားတွေနဲ့ရန်သူတွေကိုတဦးချင်းရှင်းလင်းရင်အဖွဲ့ခေါင်းဆောင်ရှိရာကိုဦးတည်သွားပါတော့တယ်တက်ဆူယာဟာ Blanche အဖွဲ့ရဲ့ခေါင်းဆောင်ဟာဂျင်းရှိကိုရောက်သွားခဲ့ပါတယ်ဟာဂျင်းကသူ့ရဲ့စိတ်ထိန်ချုံမော် mind control နဲ့တက်ဆူယာကိုလှဲစားဖို့ကြိုးစားပေမဲ့တက်ဆူယာကအစကတည်းကရိပ်မိနေပြီးအဲ့ဒီမော်စနစ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်ရန်သူတွေကတနက်နဲ့ပစ်ဖို့ကြိုးစားပေမဲ့တက်ဆူယာရဲ့စွမ်းအားကြောင့်တနက်တွေအားလုံးတဆစ်စီပျက်စီးသွားခဲ့ရပါတယ်တစ်ဖက်မှာလည်းမီယူကီဟာအကိုဖြစ်သူကိုရန်ပြုတ်တဲ့သူတွေကိုဒေါသတကြီးနဲ့ရေခဲတုံးတွေအဖြစ်အီးခဲပစ်လိုက်ပါတယ်ကူရိုးနဲ့သူ့အဖွဲ့ကလည်းရန်သူတွေကိုအပြတ်ရှင်းလင်းခဲ့ပါတယ်နောက်ဆုံးမှာတော့ Blanche အဖွဲ့ခေါင်းဆောင်ဟာချင်းဟာဖမ်းဆီးခံလိုက်ရပြီးကျောင်းလုံးကတောင်းကျမ်းမှုတွေလည်းပြီးဆုံးသွားခဲ့ပါတယ်ရက်တပတ်အနှဲငယ်အကြာမှာမီယူဟာဆေးရုံကဆင်းလာခဲ့ပြီးတက်ဆူယာကိုဂျေဇူးတင်စကားဆိုခဲ့ပါတယ်သူမကတက်ဆူယာကိုသဘောကျနေပေမဲ့တက်ဆူယာကတော့ပုံမှန်အတိုင်းအီးဆက်ဆက်ပါပဲညာဘက်လီးကျင်ခန့်လုံနေတော့မှကျောင်းကအကြံပေးဆရာမဟာတကယ်တော့အစိုးရရဲ့လျှို့ဝှက်စုံစမ်းစစ်ဆေးမှုတယောက်ဖြစ်မှတက်ဆူယာသိလဲရပါတယ်သူမကကျောင်းတွင်းမှာဖြစ်ပေါ်နေတဲ့လျှို့ဝှက်လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ရောက်နေတာပါကျောင်းမှာအရေးကြီးဆုံးဖြစ်တဲ့ကိုးကျောင်းပြိုင်ပွဲနီးကပ်လာပါပြီမာယူမီကတက်ဆူယာကိုနီးပညာဝန်ထမ်းအဖြစ်ပါဝင်ဖို့တောင်းဆိုခဲ့ပါတယ်အစာပိုင်းမှာကျောင်းသားအချို့ကကန့်ကွက်ခဲ့ပေမဲ့တက်ဆူယာကသူ့ရဲ့ cat အဆင့်မြင့်တဲ့မှုနဲ့အချက်အလက်ကင်တွယ်မှုအမြန်နှုန်းကိုပြသလိုက်တဲ့အခါမှာတော့အားလုံးကလက်ခံသွားကြပါတယ်ဒီကြားထဲမှာတက်ဆူယာဟာပြန်တန်းချင်းမော် flight magic ကိုကဘာမှာပထမဆုံးအကြိမ်တီထွင်နိုင်ခဲ့ပြီးမီယူကီနဲ့အတူစမ်းသပ်ခဲ့ပါတယ်ဒါဟာမော်လောကအတွက်အကြီးမားဆုံးရှာဖွေတွေ့ရှိမှုတစ်ခုလည်းဖြစ်ပါတယ်ကိုးချောင်းပြိုင်ပွဲကျင်းပရာနေရာကိုဘတ်စကားနဲ့တွားနေစဉ်မှာရန်သူတွေရဲ့ပယောဂကြောင့်ကားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ကားတစ်စီးကသူတို့စီကိုအရှိန်ပြင်းပြင်းနဲ့ပြေးဝင်လာပေမဲ့မီယူကီကသူမရဲ့ရေခဲမော်နဲ့မီးတွေကိုငိမ့်တက်ပေးခဲ့ပြီးကူရိုကဒိုင်းကအမော်နဲ့ကာကွယ်ပေးလိုက်လို့အားလုံးဘေးကင်းသွားခဲ့ပါတယ်တက်ဆူယာကတော့ဒါဟာမတော်တဆမှုမဟုတ်ပေတစုံတစ်ယောက်ကမော်အတက်နဲ့တမင်လူဆောင်ခဲ့တာလို့ရိပ်မိနေပါတယ်သူတို့တွေပြိုင်ပွဲကျင်းပရာနေရာကိုရောက်ရှိသွားတဲ့အခါမှာတော့တက်ဆူယာဟာနောက်ွယ်ကလျှို့ဝှက်ကြံစီမှုတွေကိုရှင်းဆိုင်ဖို့အသင့်ဖြစ်နေပါပြီကိုးချောင်းပြိုင်ပွဲရဲ့နောက်ဆုံးပိုင်းမှာတက်ဆူယာနဲ့သူ့အဖွဲ့ဟာအင်အားကြီးလာတဲ့မာဆာကီတို့အဖွဲ့ကိုအကျိတ်အနေရှင်ပြိုင်ပြီးအနိုင်ရရှိခဲ့ပါတယ်တက်ဆူယာဟာပြိုင်ပွဲအတွင်းပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပေမဲ့သူ့ရဲ့ကိုယ်တိုင်ပြန်လဲကုစားခြင်းစွမ်းပကားနဲ့ခဏချင်းပြန်ကောင်းလာပြီးရန်သူတွေကိုအလေးထိုးနိုင်ခဲ့တာပါပြိုင်ပွဲကိုနောက်ွယ်ကနေနှုတ်ဆက်နေတဲ့ No Head Dragon ကိုင်းဟာတက်ဆူယာတို့အဖွဲ့ကိုလှုပ်ကြံဖို့ကြိုးစားလာပါတယ်ဒါပေမဲ့တက်ဆူယာကသူတို့ကိုအခွင့်အရေးမပေးတော့ပါဘူးသူဟာဂိုင်းရဲ့ပုံအောင်ရာနေရာကိုတယောက်ထဲသွားရောက်ပြီးဝေးလံတဲ့နေရာကနေပဲသူတို့ရဲ့မော်စနစ်တွေကိုဖျက်ဆီးကတဂိုင်းလုံးကိုအစပြောက်အောင်ရှင်းလင်းပစ်လိုက်ပါတယ်ဒါဟာညီမဖြစ်သူမီယူကီကိုရန်ပြုတ်တဲ့အတွက်သူပေးလိုက်တဲ့လက်စားချီမှုပါပဲကိုးချောင်းပြိုင်ပွဲမှာပထမရရှိသွားတဲ့အတွက်အားလုံးကပျော်ရွှင်နေကြပါတယ်ပွဲအပြီးကားပွဲမှာမာဆာကီကမီယူကီကိုကချင်ပေမဲ့တက်ဆူယာကဘရိုးကုတ်အတိုင်းဝင်ပါပြီးမီယူကီနဲ့အတူကပြခဲ့ပါတယ်အဲ့ဒီနောက်ကူဒိုကတက်ဆူယာကို
အင်အားကြီးမျိုးနွယ်စု10ခုထဲကိုဝင်ဖို့နဲ့မာယူမီနဲ့လက်ထပ်ဖို့အထိကမ်းလှမ်းခဲ့ပေမဲ့တက်ဆူယာကတော့ငင်းပယ်ခဲ့ပါတယ်။သူ့အတွက်မီယူကီကသာအရေးအကြီးဆုံးပါ။ကျောင်းပြန်တက်တဲ့အခါမှာတော့တက်ဆူယာဟာကျောင်းကိုစားပြုစာတမ်းဖတ်ပွဲအတွက်ရွေးချယ်ခံရပါတယ်။သူဟာ Philosopher's Stone ပါရမီရှင်ကြောက်ခဲလို့ခေါ်တဲ့မော်အချက်လက်တွေကိုတိုးလောင်နိုင်တဲ့ပစ္စည်းအကြောင်းကိုသူတည်တနာလုပ်နေတာပါ။ အဲ့ဒီအချိန်မှာပဲသူ့ရဲ့အသည့်ဖြစ်တဲ့ဆဲအီက relic လို့ခေါ်တဲ့ရှေးဟောင်းမော်ပစ္စည်းတစ်ခုကိုယူဆောင်လာပြီးတက်ဆူယာကိုအဆင့်မြင့်တင်ပေးဖို့တောင်းဆိုပါတယ်။ဒီပစ္စည်းဟာမော်စွမ်းအင်သုံးစက်ရုပ်တွေတီထွင်ဖို့အတွက်တော့ချစ်ဖြစ်လာနိုင်ပါတယ်။တက်ဆူယာဟာဒီပစ္စည်းကိုလူယူဖို့စူးစမ်းနေတဲ့လျှို့ဝှက်လောက်ကျန်တပ်ဖြတ်သူတွေကိုညဘက်မှာလိုက်လံနှိမ်နင်းခဲ့ပါတယ်။စနိုက်ပါနဲ့ပြစ်ခတ်တိုက်ခတ်ရတာခံရပြီးမြဲတက်ဆူယာကတော့ပုံမှန်အတိုင်းပဲခဏချင်းပြန်ကောင်းလာပြီးရန်သူကိုအပြတ်ရှင်းနိုင်ခဲ့ပါတယ်။အခုဆိုရင်တက်ဆူယာဟာကျောင်းသားတစ်ယောက်အဖြစ်ရောလျှို့ဝှက်လက်နဲ့တီထွင်သူ Tora Silva အဖြစ်ပါအလုပ်တွေရှုပ်နေပါပြီ။ရှေ့မှာဘလို့စိန်ခေါ်မှုတွေထပ်လာအောင်မလဲဆိုတာစောင့်ကြည့်ရတော့မှာပါ။တက်ဆူယာရဲ့စွမ်းအားကတော့တနည်းထက်တနည်းပိုပြီးကြောက်စရာကောင်းလာတာကိုတွေ့ရမှာပါ